ပြီးသူအစိတ်ခန့်နေရတာတော့ရင်နာစရာကောင်းတာမရှိဘူးပေါ့နော်လူဖြစ်ရှုံးတာလည်းမရှိဘူးလို့ထင်ပါတယ်အဲ့တော့အဲ့အားလုံးကိုလည်းရှင်းပေါ်ပြီးပါသူစိတ်ထဲမှာအမြဲတမ်းရှိတယ်သူတို့ကပြီးသူတွေကိုယ့်ရဲ့မိသားစုတွေရဲ့အချစ်ကိုခံစားရတာစီဦးထောဘက်ဘဝလေးမှာဒီအချစ်တွေနဲ့မေတ္တာတွေနဲ့နေရတာအဲ့အတွက်အားလုံးထပ်ဖို့တာဝန်ရှိပါတယ်အဲ့အတွက်အဲ့ဒီအရာတွေကိုသူစားတော့သူစားအသက်ရှိတဲ့အချိန်ထိသူစားသစ္စာကိုမပြတ်ဘဲနဲ့ဒီမိသားစုတွေအတွက်ရှိသွားမယ်တခါတလေကြာရင်သူစားမေ့တာတဲ့ chapter တွေရှိတယ်ဒါပေမဲ့အဲ့ chapter တွေကိုအရင်ကပြန်မသွားခြင်းဘူးသွားရတာလည်းနာချင်တယ်ဒါပေမဲ့ why ဘာလို့ပြန်မသွားနိုင်ရမှာလဲအမှန်တမ်းမှာရက်ခဲ့တဲ့ Trisha အပါအဝင် CDM လုပ်ခဲ့ကြတဲ့အမှုပညာရှင်တယောက်စီကဘာလို့ကိုယ်အမှုပညာရည်နဲ့ကိုမိသားစုတွေအတွက်ဆက်ပြီးမတောက်ပရပါလဲ right အဲ့တော့ဖြောင်းလေးကစုံမယ် okay